ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေတူတီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့အင်္ဂါနေ့မနေ့မှာအခွေဆိုင်လေးနဲ့အကြိုက်ကနန်းတွေတင်ပေးတာပါဗျာနော်ကဲမနေ့ကကျွန်တော်တို့၄ခွန်1 break ထွက်သွားပါပြီအဲ့တော့2 break ကိုသတိထားကြပါဗျာနော်ကဲ2 break ကတော့ကျွန်တော်တို့ကောင်းမနေတော့မယ်မထွက်တာတော့ချပြီဗျာနော်အဲ့တော့1 break ထွက်ပြီဆိုတော့ကျွန်တော်တို့2 break ဖြစ်တဲ့9ခွန်9တစ်ခွက်ကိုမွေလာလို့ရှာပါပြီဗျာနော်ကဲထုံးစံနိုင်ပဲကျွန်တော်တို့အင်္ဂါနေ့မနေ့အတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေတူတီ channel အကောင့်တစ်လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် subscribe လေးနေတာပြီးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကနန်းလေးတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာနိုတီခေါင်းလောင်းလေးလည်းနှိပ်ပြကြပါဦးကဲဒါဆိုရင်ကျွန်တော်တို့ဒီနေ့လည်းရိုးရှင်းရှင်းလေးပဲ1 chain နဲ့မထီမပေါက်ကလီနဲ့ကတ်တယ်ပြီးရင်ကျွန်တော်တို့စေဝတ်ထိပ်စီနဲ့ကတ်တယ်ပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့အခွေဆက်လေးကတော့အရန်လာပါတယ်အဲ့တော့ကျွန်တော်တို့6ခွန်8တစ်ပေါ့ဗျာနော်ဒီလေးလုံးအခွေလေးမနက်ဒါမှမဟုတ်ညနေတေချာပေါင်းထွက်မယ်လို့ရှုံကြည့်တယ်အဲအကြောင်းမလို့ကျွန်တော်ရဲ့ချင်းမေးစင်များအားလုံးပဲခွန်8တစ်6ကိုမွေထားလို့ရှာပါတယ်ခွေလို့ရပါတယ်ဗျာနော်ကဲဒီနေ့အားလုံးကံကောင်းကြပါစေခင်ဗျာ